အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဘာပဲလို့ကျွန်တော် Amazon ကနေပဲမှာပြစ်တယ်ဆိုတော့ကျွန်တော်အိမ်မှာလိုးနေတဲ့ပစ္စည်းလေးတစ်ခုကိုကျွန်တော်မှာထားတယ်ဒီနေ့ရောက်လာပြီဆိုတော့တိတ်တော့မကြောက်ကျွန်တော်2ရက်လောက်ပဲထင်တယ် maybe အဲ့လောက်ပဲကြာတယ် Amazon ကနေပစ္စည်းမှာရတာပေါ့နော်ခါလေးဆိုလဲ3ရက်ပစ္စည်းရများတယ်ဆိုရင်တော့4ရက်5ရက်ပေါ့အဲ့လောက်တော့ကြာတယ်ကျွန်တော်ဘာမှထားရလဲဆိုတော့ကျွန်တော်အိမ်သားထဲမှာကဟီတာမရှိဘူးဗျာဟီတာမရှိတော့ကြာအရင်အေးတယ်ကျွန်တော်တစ်နှစ်ပတ်လုံးဘယ်လိုဟီတာမရှိဘဲနဲ့အိမ်မှာအိမ်သားတက်နေရတဲ့ feeling ကြီးကတော်တော်လေးကိုကျွန်တော်တို့ကဘယ်လိုပြောမလဲခက်ခဲတယ်လို့ခံစားရတယ်အရင်ကခက်ခဲတယ်ဘာလို့လဲဆိုတော့ကျွန်တော်လိုမျိုးဝမ်းချုပ်တဲ့သူတွေဆိုရင်ပို့ပြီးတော့သိလိမ့်မယ်ပြီးရင်နောက်တစ်ခုကအေးတံမခံနိုင်တဲ့လူတွေဆိုရင်ပို့ပြီးတော့နားလဲလိမ့်မယ်ဗျာအဲ့ဒီ feeling ကိုသိရမှာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီ portable heater လေးတစ်လုံးမှာလိုက်တယ်အိမ်သားထဲမှာပဲထားတာအေးတဲ့နေရာလေးတွေမှာ heater လေးဖွင့်ထားမယ်ဆိုရင်လည်းနှွေးတက်လေးရတယ်ဆိုပြီးတော့ကျွန်တော်ဒီ heater လေးတစ်လုံးမှာလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပါမလားတော့မသိဘူးတတရဲ့သေးကန်လေးရဲ့အဲ့ဒီနှစ်ခုကျွန်တော်မှာထားတာပေါ့နော်ဆိုတော့တူဖွင့်ဖောက်ပြီးတော့ကြည့်လိုက်အောင်ဟုတ်တယ်ဒီကောင် waterproof fit ဒါတတော့ပါတယ်တခုကောင်တော့ကျွန်တော်ရဲ့ portable heater လေးပဲဖြစ်ပါတယ်ဆိုတော့တဟာရဲ့သေးကန်ပေါ့ဒီကောင်လေးကတော့ heater မျိုးလေးပေါ့တိန်းနဲ့ပိတ်ထားတာပဲဆိုတော့လည်းပဲစောလိုက်တော့မယ်ရပါပြီနောက်ဆုံးတွေ့ရမှာကတော့ instruction catalog မျိုးလေးလေးကြည့်ဘူးလေးကိုမားလိုက်တာကိုကောင်းโอเคမျိုးလေးပါremove ပါတယ် remote control နဲ့ဆိုတော့အဆင်ပြေတာပေါ့ဆိုပဲဟောတာတော့ထိုးရအောင်ဆိုပဲဒီကောင်းလေးမှာလိုက်တာပါဆိုဒီအပေါ်မှာလည်း button လေးတွေပါတယ်ဒီမှာဆိုဒီမှာ power ပါတယ်ဒီမှာ setting button ပါတယ် door shot ပါတယ်ဒီကောင်ဟိုအချိန်နဲ့သိရမလား15မိနစ်ဆို15မိနစ်တနာရီဆိုတနာရီအဲ့ဒါပြီးရင်ရက်သွားအောင်လည်းလုပ်လို့ရတဲ့ဟာမျိုးနေမှာပေါ့တိုင်မှာပေါ့နော်အဲ့ကောင်ပါမယ်ဒီကောင်ကတော့အရှိဖြစ်ဖို့များတယ် yes ဒီကောင်ကအရှိဒီကနေပဲအပူလွတ်ပေးမယ်ပေါ့နော်အဲ့ဒီပုံစံဒီကောင်ကတော့ပါဝါကျွေးရမယ်ပါဝါကျိုးပေါ့နော်အမေရိကရောက်နေတာတစ်နှစ်ကျော်လောက်ရှိပြီအင်တာတက်နေရတာဟီတာမရှိဘူးအေးရခဲနေရပဲဒီအခုကိုနေနေတဲ့အခန်းထဲကတော့အဆင်ပြေတာပေါ့လေပြဿနာသိမ်းမရှိအိမ်သားနဲ့ရေချိုးခန်းထဲမှာမပါဘူးဆိုရင်တော်တော်လေးခဲနေတယ်ကျွန်တော်တို့တွေကအပူနိုင်ငံလာတာလို့ပြောရမှာပေါ့နော်ကျွန်တော်တို့ဆိုမန္တလေးကဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မန္တလေးမှာအပူချိန်ကအရင်များတယ်ဆိုတော့ဒီကအပူချိန်နေမိုင်းနဲ့တွေဆိုတော့မခံစားနိုင်ဘူးပြသေးလားအဲ့အပူချိန်ကိုကျွန်တော်စမ်းကြည့်လိုက်မယ်ဒီကောင်လေး plug ထုတ်ပြီးတော့ဒီအနေထားပါညာဒီ remote ဒီကောင်မီးပါလားဘာလဲတော့မသိဘူးဒီမှာမီးရောပါတယ်ဖွင့်ကြည့်မှသိမှာ let's go ကျွန်တော်ဒီဘက်ကနေမြင်ရမလားမသိဘူးခင်ဗျဒီနောက်လောက်ဆိုကျိုးတော့ရှည်ပြီမစိုး okay အဲ့ဒီ power ဖွင့်လိုက်ပြီပူလေးငွေ့ငွေ့လေးတော့ထွက်လာဒီမှာတင်းတော့လည်းလုံးမလို့ဒီမှာလည်းအော်ကြည့်ရဒီထဲမှာဟိုမရှိသေးဘူးထင်တယ်တက်ခဲမရှိသေးဘူးထင်တယ် maybe I'm not sure အော်ဟုတ်တယ်တက်ခဲရှိရဒီကောင်လေးမထုတ်ရသေးလို့ yes ဒါဆိုတော့အလုပ်လုပ်ပြီ yes ဟိုကောင်မှာသွားလုံးနေတယ်အိမ်မှာဒီအခန်းထဲမှာရှိတဲ့ heater လည်းဒီ brand ပဲဆိုတော့ဒီစိတ်ကတူပဲဆိုတော့ remote ကအဲ့မှာသွားလို့ဒီကောင်မီးတွေပါတာအော်မီးပိတ်တာဒီမီးကိုပိတ်တာဖွင့်တာဒါပါပဲဟိုလိုမျိုးမီးမဟုတ်ပါဘူးဒီကောင်အတန်ပိတ်တာဒီမှာမဟုတ်လေဟိုကောင်ဟိုခန်းနေဟီတာတပြီးတော့မီးနေဟိုဘက်ကဟီတာပါထားပြီးတော့လှုပ်ကုန်ပူပါတယ်တော်တော်လေးပူတယ်ဆိုတော့မစိုးဒီကောင်လေးအိမ်သားထဲမှာဒါလေးတင်ထားတယ်ဆိုရင်တော်လေးနဲ့သူအဆင်ပြေဖို့များပါတယ်ကျွန်တော်တို့ဒါတော်တော်အဆင်ပြေပါဒါလေးပါပဲဒီကောင်ကတော့ကျွန်တော်တပကတ်ထဲမှာထည့်ဖို့အတွက်သေးကန်ပေါ့ဗျာရေဆိုကန်ပေါ့
ခဏပိတ်လိုက်ပါအောင်မယ်ပူးနေမှာဆိုလို့သူကဒီမှာစက္ကန့်နဲ့ဖြည်းဖြည်းချင်းပဲယော့သွားတာဟိုလိုမျိုးပြုံးဆိုလည်းမျိုးအော်တိုကြီးပိတ်မသွားဘူးချက်ချင်းပိတ်ဖို့အတွက်စက္ကန့်30လောက်စောင့်ရမယ်ထင်တယ်ခုမှပိတ်သွားโอเคအဲ့တော့ကျွန်တော်ဒီကောင်လေးဖွင့်ကြည့်ပါတခြားကြောင့်မဟုတ်ဘူးတသားကလည်းငယ်သေးတော့ကျတော့ရေချိုးကန်းထဲမှာတသားရေချိုးပြီးတဲ့ချိန်နေဆိုရင်ကျတော့အေးတယ်တော်တော်အေးတယ်ကျွန်တော်နေတဲ့ခန်းကျတော့အဲ့ကျတသားအတွက်အရင်အေးမှဆိုလို့ဆိုပြီးတော့ဒီကသူ့အတွက်လူကြီးနှစ်ယောက်ကပြဿနာအသိမရှိဘူးကလေးအတွက်အရင်စိတ်ဘူးလို့လိုအပ်တဲ့ဟာတွေအကုန်ဖြည့်ဝယ်ပြရတာပေါ့နော်ကလေးအတွက်ဖြူအောင်လေးပါဗျာဒါတော့ကျွန်တော်ဝယ်တာမဟုတ်ဘူးသူ့မမီဝယ်တာဆိုဒီကောင်ဒီလိုလေးလာတယ်အော်သူကအစော့ကလေးနဲ့ဒီကောင်အဲ့ပြသူကဟိုရောဟုတ်ရလားလို့အသားကြီးကတစ်မျိုးဖြစ်နေကျွန်တော်စိတ်တယ်ဘယ်ဘက်ကဘယ်လိုလဲတော့ကျွန်တော်မသိဘူးအဲ့သူ့မေလုံးလိမ့်မယ်ဗျဆိုတော့ဒါပါပဲဒါလေးနှစ်ခုကျွန်တော်ဝယ်ထားတဲ့ဟာလေးကျွန်တော်ဒီတိုင်းပဲမတ်တရအနေနဲ့ဖောက်ပြီးရိုက်ပြီးဗီဒီယိုလေးလုပ်ပြီးတော့ကျွန်တော်က YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်မတ်တရအနေနဲ့တိမ့်ဖို့အတွက်ကျွန်တော် content လေးလုပ်နေရမှာဖြစ်ပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကြည့်ပြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါ notification bell လေးကိုလည်း click ပုံလုပ်ထားပေးပါနောက် video clip တွေမှာပြန်တွေ့ပါမယ် bye bye